ဒီနေ့ဘလော့လေးမှာတော့တထုံမျိုးရဲ့ကြက်တီဆောင်တဘာဝအလားတရားတွေစုဝေးနေတဲ့မြားတပိတ်တောင်စီကိုခေါ်သွားပြီးမှဖြစ်ပါတယ်မုံတိုင်းရှင်ကြောင့်မိုးရွာတဲ့နေ့ရက်တွေဖြစ်ပေမဲ့လည်းတထုံမြားတပိတ်စီတီကိုအရောက်သွားဖြစ်ခဲ့ပါတယ်။မြားတပိတ်တောင်ကြီးကနေတောင်ပေါ်ထီကို3မင်းကားက1000ဝယ်ပါမိုးရေစက်တွေကြားထဲကတဘာဝတောတောင်လာတွေငေးမောရင်းနဲ့ပဲမြားတပိတ်တောင်ကိုလမ်းမိနေရပါပြီ။တောင်ပေါ်ရေရန်သားရနေရာကနေလေကားတင်နည်းနည်းလောက်ထပ်တက်လိုက်မယ်ဆိုရင်တော့မြားတပိတ်စီတီရင်မင်းတော်ပေါ်ကိုရောက်ပြီဖြစ်ပါတယ်မြားတပိတ်တောင်ကြီးကနေအုပ်ဆောင်တန်းတစ်ချောင်းခြေကျင်တက်မယ်ဆိုရင်တော့ပြေကားတစ်ပေါင်900ကျော်တက်ပြီးရင်တောင်ထိပ်ရင်မင်းကိုရောက်မှာဖြစ်ပါတယ်တိမ်ဆိုင်တိမ်လေးတီကြားကမြားတပိတ်စီတီတော်ကြီးကိုဖူးမြော်နေရတာဖြစ်ပါတယ်။ဒါကတော့မူလဖရားတိုင်ကမင်းမိဖရားရဲ့စံနှန်းဆောင်ပါ။ရင်မြင့်တော်ဘောကမင်္ဂလာအောင်မောင်းဖြစ်ပါတယ်။ဒါကတော့တောင်ပိုင်ဘိုးဘိုးကြီးနဲ့အဆောင်လျှောက်တွေပါ။မိုးရွာပြီးကစားဖြစ်လို့ရင်မြင့်တော်ဘောမှာချီမချော်အောင်ထင်းရှောင်ရင်းနဲ့တောင်ပေါ်ကမြင်နေရတဲ့စိမ့်လန်းလှပတဲ့တဘာဝတောတောင်ရှုခင်းတွေကိုမျက်စိတစုံငိမ်မောခံစားဖြစ်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့နော်နောက်ထပ်ခီးသွားဘလော့အသစ်တွေလည်းတင်ပေးသွားမှာဖြစ်လို့ subscribe နှိပ်ထားပေးကြပါဦး